2013 ခုနှစ်စက်တင်ဘာလ26ရက်ဓမ္မပညာသင်တန်းရက်တုအမှတ်စဉ်နှစ်သုတ္တန္တအနှစ်ချုပ်ဘာသာယမဟာသတိပဋ္ဌာန်သုတ်နေ့လယ်ပိုင်းပို့ချခြင်းအာယရဏပပအာယရဏအခန်းစာမျက်နှာ16ပိုက်နံပါတ်13အာယရဏပပလေးလာတော့မယ်ဆိုရင်ဣဇတိကာယရဏ6ပါးဘာဟိရယရဏ6ပါးဒါကိုအရင်သိရမှာဣဇတိကာယရဏဆိုတာမိမိရဲ့တဏ္ဍမှာရှိတဲ့အာယုန်တွေထင်ဟပ်လာနိုင်တဲ့ sense organ တွေပေါ့အာယုန်ထင်ဟပ်လာနိုင်တဲ့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုဆိုတာအာယုန်တွေထင်ဟပ်လာနိုင်တဲ့အစိတ်ပိုင်းတွေဆိုတာမြန်မာလိုပြောရင်မျက်စိနားနာလျှာကိုယ်စိတ်ဒီ6ခုပေါ့သက္ခုသောတာကာဏစီဝါကာယမနလို့ဆိုတဲ့အပြင်ဘက်ကအာယုန်တွေဟာမျက်စိမှာလားထင်တဲ့အာယုန်ရှိတယ်နားမှာလားထင်တာနှာခေါင်းမှာလားထင်တာလျှာမှာလားထင်တာကိုယ်ကာယမှာလားထင်တာစိတ်မှာထင်တာလို့အာယုန်ကတခါ6မျိုးထင်ဟပ်လာတဲ့နေရာဥပမာပါနဲ့တူတော့ဆိုရင်ကျေးမုံပြင်သုံးမုံမှန်ပြင်က6ခုဖမ်းယူတဲ့အာယုံက6မျိုးဒီလိုဆိုလိုတယ်ပေါ့မျက်စိကအဆင်းအာယုံကိုဖမ်းယူတယ်နားကအသံကိုဖမ်းယူတယ်နှာခေါင်းကအနံ့ကိုဖမ်းယူတယ်လျှာကအရသာကိုဖမ်းယူတယ်ကိုယ်ကာယကအထိတွေ့ကိုဖမ်းယူတယ်စိတ်ကကြံတဲ့အာယုန်တွေကိုဖမ်းယူတယ်လို့ဒီလို6ခုအဲ့ဒါတွေဖမ်းယူပြီးတော့မှစိတ်ဆိုတာဖြစ်လာရတာတော့အာယရဏဆိုတာစိတ်ရဖြစ်ရလို့ဆိုပြီးတော့ mental base လို့ဘာသာပြန်နေနန္တရားရဲ့ဖြစ်ရပျော်မွေ့ရအနေနဲ့သူ့ကိုအာယတနာလို့ဒီလိုခေါ်တာဖြစ်ရဌာနနွားတွေမွေးမြူတဲ့နေရာကိုဂုဏ်နံအာယတနာဒီလိုနွားတွေရဲ့မွေးမြူရာဌာနနွားတွေကိုမွေးမြူတဲ့ဌာနကိုအာယတနာလို့သုံးအဲ့တော့ဒီအာယတနာ6မျိုးဟာမျက်စိနာနာလျှာကိုယ်စိတ်ဆိုတာကိုဣဇတိကာယရဏအတွင်းအာယတနာ6ပါးလို့ဣဇတိကာဆိုတာသရဝရရဲ့တဏ္ဍာနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့အာယတနာ6မျိုးအစင်းအတန်အနအရသာအထိအတွေ့ဓမ္မလို့ဆိုတဲ့အာယုန်တွေကြတော့ဘာဟိတယေနအပြင်အာယုန်လို့ဒီလိုပြောတာပေါ့အဲ့တော့အတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဒီအသိစိတ်တွေနံတရားတွေဆိုတာဖြစ်ပေါ်လာတာနံတရားတွေဖြစ်ပေါ်ဖို့ရအတွက်ဒါဝဲစာပေကျမ်းကမှာဆိုတာဝဋ္ထုံအာရမဏံပဋိစ္စဝေဒနာဝဝေဒယဒီဝဋ္ထုံအာရမဏံပဋိစ္စဝဋ္ထုနဲ့အာယုံဒီနှစ်ခုပေါင်းစပ်လိုက်မှနန္တရားတွေဖြစ်လာတာအဲ့တော့နန္တရားတွေဖြစ်ဖို့ရအတွက်ဒီနှစ်ခုပေါင်းစပ်ဖို့လိုအပ်တယ်ဒီထဲမှာရောနန္တရားမပါဘူးလားဆိုတော့မနှင်းစဆိုတာနန္တရားပဲဓမ္မဆိုတဲ့ထဲလဲနန္တရားပါနန္တရားလည်းနန္တရားနဲ့အာယုံပေါင်းစပ်မှအခြားနန္တရားတွေဆက်လက်ဖြစ်ပေါ်နိုင်တာဟုတ်အဲ့တော့မျက်စိနာနာလျှာကာယလို့ဆိုတဲ့ဒီ6ခုကတော့ရုပ်စစ်ပဲရုပ်ကြည့်ပဲအစင်းတန်အနရတာအထိတွေ့ဆိုတာလေရုပ်ကြည့်ပဲမနာနဲ့ဓမ္မကြတော့မနာဆိုတာတော့
နံတက်တက်ပဲဓမ္မဆိုတာကြတော့ရုပ်လဲပါတယ်လို့နာရောရုပ်ရောအကုန်လုံးပေါင်းစပ်ထားတာအဲ့ဒီအာယရဏ6ပါးနဲ့ပတ်သက်ပြီးတော့မဟာတတိပဋ္ဌာန်ဓမ္မနုပဒနာတတိပဋ္ဌာန်ပွားများအထုတ်နည်းကိုမြတ်စွာဘုရားဟောတဲ့အခါမှာဒီတရားတွေကကြည့်လိုက်မယ်ဆိုရင်သိရမယ်တရားတွေပဲများတယ်အဲ့တော့လောကလူသားတွေတရားဝါတွေအခြေအနေကိုကြည့်လိုက်ရင်မျက်စိနဲ့ပြင်ဘက်ကမြင်စရာနဲ့ဆုံလိုက်တယ်နားနဲ့အသံနဲ့ဆုံလိုက်တယ်နှာခေါင်းနဲ့အနံ့နဲ့ဆုံလိုက်တယ်လျှာနဲ့အရသာဆုံလိုက်တယ်ကာယနဲ့အထီးတွေဆုံလိုက်တယ်စိတ်နဲ့အခြားအာယုန်တွေဆုံလိုက်တယ်ဆိုရင်ထပ်ဆင့်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကတွေ့တာမှုတို့မုန်းတိမှုတို့မနာလိုမှုတို့ဆိုတာဒါတွေဖြစ်လာတာလို့ဆိုတော့ဒါသဘာဝစဉ်းစားကြည့်ဒီတိုင်းပဲလေဖြစ်လာအဲ့တော့ဒီအာယရဏတွေကဘာလို့ဖို့လို့တော့ဒါမွေးရပါတယ်ဘာမှလုပ်လို့မရမွေးရပါတယ်ဒီတိုင်းဒါကိုထိန်ရမှာပါလဲလို့ဆိုရင်ထပ်ဆင့်ဖြစ်ပေါ်လာတဲ့တန်ရောစဉ်တွေကိုပဲထိန်ဖို့ဒီအဓိပ္ပာယ်ကိုသိစေလို့ရမြတ်စွာဘုရားဒီမှာဟောတာယစီရဲ့အစင်းရဲ့ဒါသူကသူစုံစည်းတာပဲစုံစည်းလို့စိတ်ပေါ်လာတယ်ဒါသူ့တဘာဝပဲပေါ်မှာပဲမပေါ်လို့မရဘူးအဲ့ပေါ်လာတဲ့နောက်မှာတန်ရောစဉ်ဆိုတဲ့အရာကိုတော့ထိရလိမ့်မယ်အဲ့ဒါထိမှုအတွက်ကမ္မထံပေးတာဒါကြောင့်မနေ့ကပြောရတဲ့အတိုင်းအာရဏတစုံအစုံလိုက်တွဲမှတ်ပေါ့ဣဇတိကဘာဟိရဣဇတိကဘာဟိရဝိထုနဲ့အာယုံအစုံလိုက်မှတ်လိုက်ရအဲ့ဒါမှတ်ထားပြီးရင်ဒါဘာမှခဲရင်စရာအကြောင်းမရှိတော့ဘူးနော်ခဲစရာအကြောင်းမရှိတော့ဘူးကဲဣရဘိက္ခဝေဘိက္ခုသက္ခုံစပဇာနာတိရူပေစပဇာနာတိယင်းစတရုပယံပဋိစ္စဥပ္ပစ္စတိတန်ယောဇနာတင်စပဇာနာတိယထာစအနုပ္ပန္နတတန်ယောဇနတဥပ္ပါရောဟောတိတင်စပဇာနာတိယထာစဥပ္ပန္နတတန်ယောဇနတပဟနာဟောတိတင်စပဇာနာတိယထာစပဟိနတတန်ယောဇနတအာယတိအနုပ္ပါရောဟောတိတင်စပဇာနာတိအပိုက်ကလေးလိုက်ရွတ်ဆိုရင်အဓိပ္ပာယ်ပါစဉ်းစားသွားနိုင်အောင်လို့ရသော်ဗျာဟောတဲ့တရားတွေကတစ်လုံးဆိုတစ်လုံးပဲရွတ်ရင်စဉ်းစားတာနဲ့ပဲသောတပန်လောက်ကတော့ဖြစ်သွားမှာပါဟိုတနေ့ကမှတ်တမ်းထဲမှာတွေ့တယ်မို့လားကေတာလုံးမှာနခရန္တာတသောပိဋကတဘုံဆောင်တဲ့နိကေတဲ့နှစ်နိကေဆောင်တဲ့နိကေ200ဆောင်တဲ့ကမ္မထလာအထုတ်တဲ့ဘုန်းတော်ကြီး2ပါးကပ္ပံပေးတဲ့ဆရာကနေပြီးတော့ဒါကိုတလရွတ်ပါလို့ပြောတာ4လရွတ်ပါလို့ပြောလိုက်တာအဲ့တော့4လပြည့်တော့သောတာပန်ဖြစ်သွားကြတယ်တေချာရွတ်ဆိုရင်နှလုံးသွင်းသားတဲ့အခါမှာအသိဉာဏ်တွေဟာပွင့်လင်းပြီးတော့လာတာအဲ့တော့အသိဉာဏ်ရဖို့အသိရည်ကြည်တာအခုခေတ်မှာတရားထိုင်နေတဲ့ပုဂ္ဂိုလ်တွေကတမာရိရဖို့ပဲကြိုးစားတာအသိဉာဏ်ရဖို့သိမကြိုးစားမကြိုးစားသည့်အတွက်ကြောင့်တမာရိလေးရလာတဲ့အခါတောင်မြင်မြောက်မြင်ပြီးတော့ဒါကမ္မထာအာယုံလို့ထင်ပြီးတော့ဖြစ်ကုန်ကြတာပေါ့နော်တောင်မြင်မြောက်မြင်တာကဒါစိတ်ဆိုတာမာယာပဲရက်လက်သမားပဲသူကတော့မျိုးစုံစိတ်ထဲမှာကူးလိုက်တာနဲ့မြင်စရာရှိတာတွေအကုန်မြင်မှာပဲအဲ့တော့သူမျက်လက်ပြတာလေးကိုကြည့်ပြီးတော့ပြန်လာတာမျက်လက်ဘွဲကပြန်လာတဲ့အတိုင်းပဲတမာရီတော့ဖြစ်ကြတယ်အရေးကြီးတာပညာဖြစ်ဖို့အရေးကြီးတယ်ပညာကမှဒီလူရဲ့စိတ်နေထားတွေကိုပြောင်းလဲသွားစေနိုင်တယ်တမာရီတစ်ခုတည်းကပြောင်းလဲမသွားစေနိုင်ဘူးအဲ့တော့တမာရီရဖို့ဒီလောက်ကြိုးစားစရာမလိုပညာရဖို့ကြိုးစားပညာဝိမု ക്ത ဆိုတာနောက်ဆုံးအဆင့်ကပညာပဲလေတမာရီဆိုတာပညာစွမ်းအားတက်အောင်သာလုပ်ရတာတမာရီဆိုတာလွန်သွားလို့ရှိရင်လည်းမကောင်းဘူးထည့်ရတဲ့အရာတစ်ခုဖြစ်တယ်
အဲ့ဒါကြောင့်မလို့ဒီသိအောင်ဆိုတာသင်ရတာပရမသုတ္တမယပညာနဲ့သင်ရတယ်သင်ပြီးရင်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်စိတ်ဓာမယဆိုတာမရှိဘူးဘာလို့တော့ဆိုရင်ကိုယ်ပိုင်ညာနဲ့တွေးပြီးသိတာမဟုတ်ဘူးဘုရားဟောတာနဲ့သိတာတချို့စာအုပ်တွေမှာတော့အလွယ်တကူရေးထားကြတာရှိတယ်ကြားနာပြီးသိရင်သုတ္တမယကြံစီပြီးသိရင်စိတ်ဓာမယနော်ပွားများအထုတ်ပြီးသိတာဘာဝနာမယအဲ့ဒီမှာစာပိုက်တစ်ပိုက်လုံးနေတာကိုသေသေးချာချာမသိတဲ့အခါကျတော့အငင်းပွားနေကြတယ်လူတွေအငင်းပွားနေတယ်ပြီးတော့စိတ်ဓာမယဆိုတာတရားဓမ္မနဲ့ပတ်သက်တဲ့ဝိပဿနာဉာဏ်တို့ဘာလို့နဲ့ပတ်သက်တဲ့စိတ်ဓာမယဆိုတာဘုရားအလောင်းနဲ့ပိစိကဗုဒ္ဓအလောင်းမှာပဲဖြစ်နိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေမှာမဖြစ်နိုင်ဘူး။အဲ့ဒါကိုလည်းစာရဲသေချာမကြည့်တော့ကြံစီတွေးတောလို့သိတဲ့ပညာလို့ပဲဒီလိုထင်းနေပြီးတော့အလုံးဟာစိတ်ဓာမယရတယ်လို့ထင်တယ်။သို့တော်ဝိသုဒ္ဓိမဲ့တက်ဖူးတဲ့ပုဂ္ဂိုလ်တွေသေသေးချာချာကြည့်ပရတောအတုတ္တဝါဘုသူစီကမှမကြားဘူးပဲနဲ့ကိုယ်ပိုင်ညာနဲ့တွေးမှစိတ်ဓာမယပရတောသုတ္တဝါဆိုရင်သုတ္တမယအချိပဲအကုန်လုံးနော်အမှတ်မှားတယ်လို့ပြောပြတာတနေ့ကဒီလိုပဲဒီဟာလေးနဲ့ပတ်သက်ပြီးတော့ရောက်လာစိတ်ဓာမယနဲ့သုတ္တမယညင်းနေကြတာဒီကိုရောက်လာစိတ်ဓာမယဆိုတာလူတိုင်းမှမဖြစ်ဘူးဆိုတာလေးနဲ့ပတ်သက်ပြီးတော့တရားဓမ္မနဲ့ပတ်သက်တာကိုပြောတာဒီပြင်ကိုယ့်ကိုတွေးတာတွေများသောအားဖြင့်လူတွေကသင်ဆရာကြားဆရာနဲ့သွားတာကြီးပဲလေကောင်းတော့ပြန်တွေးတာကိုယ်ဝိညာဉ်နဲ့တီထွင်တာမဟုတ်တချို့မြင်ပြီးမှတီထွင်တာအဲ့တော့တရားဆိုတာဒီနေရာမှာစိတ်ဓာမယတို့သုတ္တမယတို့ခွဲတာဘာအတွက်ခွဲတာတုံးလို့မေးလို့ရှိရင်ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်တာဝိပဿနာပညာနဲ့ပတ်သက်လာလို့ရှိရင်ဒီဝိပဿနာပညာဟာသုတ္တမယပထမသင်လို့ကြားလို့ရတဲ့ပညာအဲ့ဒီသုတ္တမယကိုထပ်ဆင့်ပြီးတော့ပွားများအထုတ်တဲ့အခါဘာဝနာမယလို့ဒီလိုဆိုတာတာမန်ပုဂ္ဂိုလ်တွေမှာကြားထဲမှာစိတ်ဓာမယဆိုတာမရှိဘူးမြတ်စွာဘုရားအလောင်းကြတဲ့အခါကျတော့ဘယ်သူစီမှမကြားဘူးသူကိုယ်တိုင်ကြံစီပြီးတော့ဒီဝိပဿနာလမ်းကြောင်းပေါ်ကိုရှောက်ခဲ့တာအဲ့ဒါကြတော့စိတ်ဓာမယနဲ့ဘာဝနာမယလို့ဒီလိုပြောလို့အဲ့တော့တချို့စာအုပ်တွေကဗမာလိုရေးတဲ့စာအုပ်တွေမှာရေးတာတွေရှိတယ်ဒါတွေတတိထားပြီးတော့ဖတ်ဖို့လိုအပ်တယ်တတိထားပြီးတော့ဖတ်ဖို့လိုအပ်တယ်မှားသွားလို့ရှိရင်ဟိုရင်းဖြစ်တတ်တယ်ပေါ့နော်မူရင်းကြမ်းမဟုတ်ဘဲနဲ့မှားသွားလို့ရှိရင်တော့ကမ္မထမ်းဆရာကြီးတွေကိုရေးထားတာအဲ့ဒီပုံစံပဲရေးထားတယ်တွေ့လိုက်တယ်ဒီနေ့ကစာမှုတစ်ခုလာပြလို့စာအုပ်ကနေမိတ္တူတစ်ခုလာပြနော်ကြံစီစဉ်းစားလို့ဖြစ်တဲ့ဉာဏ်ဒီစိတ်ဓာမယလို့ဆိုတော့သူကဝိပဿနာဉာဏ်မှာကြံစီလို့ရတဲ့တွေးလို့ဖြစ်တဲ့ဉာဏ်မှမဟုတ်တာသင်ထားပြီးတော့အဲ့ဒီပုံမှာအခြေခံပြီးတော့ဖြစ်လာတဲ့ဉာဏ်ဖြစ်လို့စိတ်ဓာမယလို့ခေါ်ကြတာတခုမှကိုမရှိဘူးစိတ်ဓာမယမခေါ်ရဘူးအဲ့ဒါမျိုးဆိုလိုတာမြတ်စွာဘုရားကိုယ်တိုင်သာပုဗ္ဗေနာတောတုတေတုဓမ္မေတုဆိုတာဖះသာပြောလို့ရတာမကြားဘူးတဲ့တရားတွေပေါ်မှာငါသိလာတယ်ဆိုတော့ဖះမှာကြားတဲ့ပုဂ္ဂိုလ်တွေကတော့ကြားဘူးတယ်လေကြားဘူးတာကိုအခြေခံလို့ရှိရင်စိတ်ဓာမယကိုမဟုတ်ဘူးလို့ဆိုလို့တယ်သူမူရင်းကြားမှာအဲ့ဒီလိုဆိုလို့တာအဲ့တော့ဒီစကလုံးကဘယ်ကလာတာတုံးဆိုတော့မူရင်းကြားကိုသိပြီးတော့မှဒီစကလုံးရဲ့အဓိပ္ပာယ်ဖော်ဖို့လိုတယ်လွဲမှားတာတွေဘာတွေလွဲမှားတတ်တုံးဆိုလို့ရှိရင်လွဲမှားပုံလေးတွေကိုပြောပြအခုစိတ်ဓာမယတို့ဘာဝနာမယတို့လွဲတာအဲ့ဒီလိုလွဲတာပရတောသုတ္တဝါပရတောအသုတ္တဝါဆိုတဲ့စကားလုံးလေးခြံပြီးတော့ရေးတယ်လေစိတ်ဓာဆိုတာကြံစီတာမယဆိုတာဖြစ်တာကြံစီလို့ဖြစ်တဲ့ပညာမှန်သမျှစိတ်ဓာမယဆိုပြီးတော့တစ်ချောင်းဆွဲလိုက်တယ်အရေးကြီးတဲ့စကားလုံးကိုဖြုတ်ထားတယ်ပရတောအသုတ္တဝါဆိုတာဒါအရေးကြီးတာနော်ကြံစီုံတက်တက်နဲ့ဖြစ်တဲ့ဟာဆိုမှစိတ်ဓာမယဖြစ်တယ်ပေါ့အဲ့တော့လွဲမှားတာလေးတခုတစ်ခါတော့ကြားဖို့လိုက်တယ်မြန်မာပြည်မှာထုတ်တဲ့သတင်းစာကြီးတစ်စောင်မှာမိစ္ဆာဒိဋ္ဌိဆိုပြီးတော့
မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တွေအမြင်မှားနေတဲ့ပုဂ္ဂိုလ်တွေဟာမြင်မှားနေတဲ့ပုဂ္ဂိုလ်တွေကဘုရားတရားကိုမကြည်ညိုကြဘူးဆိုတဲ့အဓိပ္ပာယ်မျိုးထမရဲ့ကိုယ်တိုင်တော့ဖတ်ရတာတော့မဟုတ်သူများပြောတဲ့အထင်မှာကြားတာအဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတဲ့စကားလုံးကိုရေးတဲ့အခါမှာသူကဘယ်စကားလုံးကိုသုံးလိုက်တုံးဆိုအင်္ဂလိပ်စာထဲမှာ atheist စကားလုံးကိုသွားသုံးatheist အဓိပ္ပာယ်ကိုမသိဘဲနဲ့သုံးတဲ့အဓိပ္ပာယ်ဖြစ်တယ်မြန်မာအင်္ဂလိပ်မြန်မာ English to မြန်မာလို့ထုတ်တဲ့ dictionary တွေကဘာရေးတော့ဆိုဖះကိုမယုံကြည်သူမိစ္ဆာဒိဋ္ဌိဖះမဲ့အယူရှိသူဆိုအဲ့လိုပြန်တော့ဘုရားဘာသာတယောက်ကနေပြီးတော့အဲ့ဒီစကားလုံးကိုဖတ်ပြီးဗမာတွေကဘာရေးတော့ဆိုမိစ္ဆာဒိဋ္ဌိကို atheist လို့ရေးတာ atheist ဆိုတာဘာပြောတာတုံးဆိုတာမသိဘဲနဲ့အဲ့လိုရေးလိုက်တော့ကိုပြန်လက်ညှိုးထိုးတာမှမသိဘူးလေ atheist ဆိုတာခရစ်ယာန်တို့တခြားဘာသာတွေကဗုဒ္ဓဘာသာကိုခေါ်တာ atheist ဆိုတာအဲ့တော့ဗုဒ္ဓဘာသာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ် atheist ရဲ့အဓိပ္ပာယ်က theist ဆိုတာကGodကိုလက်ခံသာဝရဘုရားသခင်လောကကြီးကိုဖန်ဆင်းတဲ့ဘုရားသခင်ရှိတယ်လို့ယုံကြည်လက်ခံတာက theist ယုံကြည်လက်ခံမှုမရှိသူက atheist A က negative အဲ့ဒါကိုမြန်မာလိုပြန်တဲ့ dictionary တွေကတေးသေးချာချာမပြန်မဲနဲ့ရေးရမှာက creator God ကိုလက်မခံသူဒီလိုပြန်ရမှာလေဖန်ဆင်းရှင်ကိုလက်မခံသူဖန်ဆင်းရှင်ရှိတယ်ဆိုတာကိုမယုံကြည်သူလို့ဒီလိုပြန်ရမှာမပြန်မဲနဲ့ဖះကိုမယုံကြည်သူဆိုတော့ဒီကလူကဖះတန်ကြတော့ဟိုကလည်းဖះတန်ဖះချင်းရောမှွေထားအဲ့ဒါကိုပြန်လက်ညှိုးထိုးပြီးသားဖြစ်သွားတကယ်ကဘုရားဘာသာကတခြားဘာသာတွေကြည်အားလုံးဟာခေါ်ပဲဟိန္ဒူဘာသာဗြဟ္မာဆိုတာခေါ်ပဲတခြားဘာသာဝင်တွေကလည်းအားလုံးဟာခေါ်ပဲခေါ်ကဖန်ဆင်းတယ်ဆိုပြီးတော့ထာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ယုံကြည်တာသူတို့ကလက်ခံဘုရားဘာသာတူပဲဘုရားဘာသာတစ်ဘာသာတည်းတယ်မယ်ခေါ်ဘုရားသခင်ဖန်ဆင်းတယ်ဆိုတဲ့လောကကြီးကိုဖန်ဆင်းနိုင်တဲ့ဘုရားရဲ့ရှိမှုကိုလက်မခံအဲ့တော့ atheist ဆိုဘုရားဘာသာကိုပြောတာ atheism ဆိုတာဘုရားဘာသာကိုပြောတာအဲ့ဒါကိုဘာသာပြန်တဲ့လူတွေကလည်းမိစ္ဆာဒိဋ္ဌိလို့အလွယ်တကူပြန်လိုက်တော့အဲ့ဒီအနေကူးပြီးတော့အင်္ဂလိပ်လိုစီတဲ့လူကလည်းဒါကိုကောက်စီလိုက်တဲ့အခါကျတော့လက်ညှိုးကဘယ်သူထိုးလို့ဆိုကိုယ့်ကိုပြန်လက်ညှိုးထိုးရေးချင်တာမိစ္ဆာဒိဋ္ဌိနော်ဒီဖြစ်တတ်ပုံကိုပြောပြတာစကားလုံးတစ်ခုကိုသေချာမသိပဲနဲ့ဒီဟာသွားသုံးရင်ဒုက္ခရောက်တယ်ဒါလည်းမကဘူးနောက်တစ်ခုရှိသေးတယ်ဗမာပြည်မှာအာဇာနည်ဆိုတဲ့စကားလုံးကတော်တော်သုံးတယ်တချင်းဆိုတဲ့လူမပါဘူးဒီထဲမှာအဲ့မှာအာဇာနည်ဆိုတဲ့စကားလုံးကိုသိသုံးတဲ့အခါကျတော့ဒီအာဇာနည်ဆိုတဲ့စကားလုံးရဲ့ဓာန်တူစကားလုံးကအင်္ဂလိပ်လိုပြန်တဲ့အခါဘာပြန်လို့ဆိုမာထာမာထိယဆိုတဲ့စကားလုံးမာထာမာထိယဆိုတဲ့စကားလုံးပဲအဲ့ဒီမှာဘုန်းကြီးတွေကလည်းသုံးတယ်လေဆောင်းဝဲလေးအောင်ရင်သာသနာအာဇာနည်ဆိုပြီးတော့သုံးကြတာနော်ထူးထူးချွန်ချွန်ပညာတတ်လာရင်အာဇာနည်ဆိုတဲ့နာမည်ကိုသုံးကြတယ်မာထာမာထိယသာသနာအာဇာနည်ဆိုတဲ့အခါကျတော့ဒါကိုအင်္ဂလိပ်လိုကလည်းပြန်ကျင်တော့ပြန်လိုက်တဲ့အခါဘယ်လိုပြန်လို့ဆိုမာထာအောဟောသာသနာမာထာအောသာသနာလို့ဒီလိုပြန်လိုက်တယ်အဲ့တော့အဓိပ္ပာယ်ကတော့သာသနာအာဇာနည်ပေါ့ဟုတ်တာပဲသာသနာအာဇာဟိုမာထာဆွဲစကားလုံးရဲ့အဓိပ္ပာယ်ကိုတခြားမသိဘူးဗမာ dictionary ရေးတဲ့အာဇာနည်ဆိုတာလေးပဲသူကကြည့်ပြီးတော့လောက်တာတကယ်သွားကြည့်လိုက်ရင်အာဇာနည်ဆိုတာဘယ်လိုခေါ်တာတော့ဆိုယုံကြည်မှုနဲ့ဘာသာတရားအတွက်အသက်ခံရတဲ့လူသေဆုံးသွားတဲ့လူခေါ်တာအဲ့ဒါမျိုးအတွက်သုံးတာယုံကြည်မှုအတွက်ဆင်းရဲဒုက္ခခံအညှဉ်းပန်းနှိပ်စက်ခံရတဲ့လူအသက်ခံရတဲ့လူအဖန်ဆီးတတ်ညစ်ခံရတဲ့လူအဲ့ဒါတွေကိုသုံးတာကြည့်လေမြန်မာပြည်မှာအာဇာနည်ဗိမာန်ဆိုတာကြည့်ဘိုးရောအောင်ဆန်းတော်ဟာတော့ဟောအဲ့ဒီလူဟာမျိုးမှအာဇာနည်ခေါ်တာနေရာတကာတိုင်းလိုက်အာဇာနည်မလုံးနေနဲ့သူကတချင်းဆိုတဲ့လူကလည်း
သူအဓိပ္ပာယ်နဲ့သူလှုပ်ထားတာသူကတော့အင်္ဂလိပ်စလုံးနဲ့ဇာနေထားတာနော်အဲ့တော့ဒီအာဇာနီဆိုတဲ့စကားလုံးကပါဠိမူရင်းကလာတဲ့စကားလုံးပဲအာဇာနိယထူးထူးခြားခြားသိတတ်သူလို့အဓိပ္ပာယ်ရတယ်အမှန်တန်ကောင်းတဲ့အဓိပ္ပာယ်ပဲအာဆိုတာလွန်လွန်ကဲကဲဇာနီကသိတာလွန်လွန်ကဲကဲသိတတ်သူလို့အကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုကိုလွန်လွန်မင်းမင်းသိသူအသိပညာရှိသူဆိုအဓိပ္ပာယ်အဲ့ဒါကိုအင်္ဂလိပ်လိုပြန်လို့ရှိရင်မာထားလို့တော့မပြန်နဲ့ outstanding လို့ပဲပြန် outstanding လို့ပြန်မှထူးချွန်သူဆိုတာဖြစ်တာခုနကဆိုရင်အသက်ခံရတဲ့လူတို့ညှဉ်းပန်းနှိပ်စက်ခံရတဲ့လူအဓိပ္ပာယ်ရောက်သွားအဲ့တော့နိုင်ငံသားတွေအဖိုင်ဟာအသက်ခံရတဲ့လူတွေများလာ ਈ လားလို့ဖြစ်တယ်ဟိုဒုက္ခရောက်တတ်တယ်အဲ့ဒါဟိုဘာပဲဖြစ်ဖြစ်ဘာသာစကားတစ်ခုပြောင်းမယ်ဆိုရင်ဆိုလိုတာကတော့ဒီပါဠိဘာသာစိန်တာမယဆိုတာလေးကလည်းဘယ်လိုအဓိပ္ပာယ်ရှိတာတုံးဆို definition ကိုသေသေးချာချာသိမှဒီစကားလုံးကိုသုံးသင့်တယ်ပေါ့အဓိပ္ပာယ်အဲ့တော့တလွဲမရေးသင့်ဘူးဒါမျိုးတွေရေးတာတွေတော်တော်များတယ်ဟိုဒီဖရာတရားတော်နဲ့ဒါသူတို့ပုတ်ခတ်လို့ပြောတာမဟုတ်ဘူးသိရမှာဒါတွေမသိရင်လွဲသွားနိုင်တယ်လေအလွယ်ရေးတယ်လေပဋိစ္စသမုပ္ပါဒပဋိစ္စဆိုတာအကြောင်းတရားသမုပ္ပါဒဆိုတာအကျိုးတရားနဲ့ရေးတဲ့လူကရှိသေးတာပဲဒါမရေးသင့်ဘူးပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးကအကြောင်းကိုပဲရည်ညွှန်းတယ်အကျိုးမပါဘူးအဲ့ဒါပဋိစ္စဆိုတာအကြောင်းတရားသမုပ္ပါဒဆိုတာအကျိုးတရားဘာလို့မသိဘဲနဲ့ရေးမလဲမရေးနဲ့ပေါ့ပဋိစ္စဆိုတာအကြောင်းတရားတစ်ခုကိုအမိပြုပြီးမှသမုပ္ပါဒအကျိုးကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားလို့ဆိုလိုတယ်အပြည့်အစုံကအကြောင်းတရားဒီပင်လေတခြားအကြောင်းတရားကိုအမိပြုပြီးမှအကျိုးကိုထုတ်နိုင်တယ်လို့ဒီလိုဆိုလိုတာပဋိစ္စသမုပ္ပါဒရဲ့အဓိပ္ပာယ်အကြောင်းတရားအကျိုးတရားခွဲရမှာမဟုတ်ဘူးသူကလေးနဲ့သူတော့ဟုတ်တာပဲအဝိဇ္ဇာကအကြောင်းတရားသင်္ခါရအကျိုးတရားဒါလေးကြည့်ပြီးပဋိစ္စကအဝိဇ္ဇာဖြစ်မယ်သင်္ခါရကသမုပ္ပါဒဖြစ်မယ်ဆိုအကြောင်းနဲ့အကျိုးအဲ့လိုခွဲတာဒီစကားလုံးကိုအဲ့လိုရှင်းရင်မှားတယ်အဲ့ဒါနော်အဲ့ဒါကြောင့်လို့တတ်အောင်သင်ပါမတတ်ဖဲနဲ့မတတ်ရင်မလုပ်ပါနဲ့အောင်မှားကုန်မယ်တတ်အောင်သင်ရမယ်လို့ဒီလိုဆိုချင်တာဒါကြောင့်မလို့ဘုန်းကြီးတို့ဒီမှာ Institute of Dhamma Education ဆိုတာဓမ္မနဲ့ပတ်သက်ပြီးတော့တတ်အောင်သင်ဖို့တေချာလေ့လာဖို့ဒီမှာသင်တန်းတက်သွားတဲ့လူနဲ့ပတ်သက်တာပဲခုနစိန်တာမယအငင်းပွားနာနေရောက်တဲ့အခါကျတော့နော်နေရောက်တဲ့အခါကျတော့ तू ကပြောတာစိန်တာမယကိုဒီစားတဲ့အတိုင်းပြောတာဟိုကလူတွေကလက်မခံတော့အဲ့ဒီမှာအကိုအကားတွေရှိပါတယ်ပြင်ဘက်ကရေးတဲ့စာတွေကိုမယုံမှနဲ့ရှောက်ပြီးတော့ဟိုကဖတ်တယ်တထွားတမိုက်လေးတွေရေးတဲ့စာလေးတွေကိုရှောက်ပြီးတော့မှတ်နေမှတ်ရင်ဒုက္ခရောက်လိမ့်မယ်ခေါင်းထဲမှာစီပင်ကအမိုက်ပုံကြီးဖြစ်သွားရင်မကောင်းဘူးကိုမထဲ့နဲ့ထဲတဲ့နာထဲမထဲတဲ့နာမထဲကိုကမရွေးချယ်နိုင်သေးရင်သာထားရွေးချယ်နိုင်မှလို့မရွေးချယ်ဘဲနဲ့ရှောက်မထဲနဲ့အမိုက်တွေပါသွားမယ်လို့ဆိုလိုတာပေါ့နော်ဒါကြောင့်မို့စာဆိုတာတတ်အောင်သင်ရမယ်မတတ်လို့ရှင်ဒုက္ခရောက်မယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်မတတ်တတ်ပြောရင်ဒုက္ခရောက်တတ်တယ်အဲ့တော့ဒီမှာကြည့်ဒီသက္ခုံစပဋိစ္စရူပေစသက္ခုံစပသနာတိရူပေစပသနာတိသက္ခုံစမြန်မာလိုပြန်ရင်တော့မျက်စိကိုလဲလို့တော့ပရမတ္ထဆိုင်တိအောင်ပြောမယ်ဆိုရင်မျက်စိအကြည်တက်ကလေးကိုလည်းပဲသက္ခုဆိုတာမျက်စိအကြည်တက်ကလေးတစ်ခုတည်းကိုခေါ်တာနော်ရူပယုံလားထင်တဲ့အကြည်တက်အဲ့တော့လုံးပြီးတော့ပြောထားတာပေါ့သက္ခုံစမျက်စိကိုလည်းပသနာတိသိရပြီရူပေစအဆင်းအာယုံကိုလည်းအဆင်းအာယုံတို့ကိုလည်းပသနာတိသိဤတတုပယံထိုတတုပယံဆိုတာတန်ဥပယံတန်ဆိုတာအဲ့ဒီနော်တန်ဆိုတာအဲ့ဒီဥပယနှစ်ခုတတုပယံအဲ့ဒီနှစ်ခုကိုမျက်စိနဲ့အဆင်တတုပယံအဲ့ဒီနှစ်ခုကိုပဋိစ္စဆွဲ၍ယံ
တန်ရောစနံအကျင့်တန်ရောစဉ်သည်ဥပ္ပစ္စတိဖြစ်တင်စထိုတန်ရောစဉ်ကိုလီပသနာတိတိအဲ့ဒီနှစ်ခုကိုစွဲပြီးတော့လူတွေရဲ့စိတ်ထဲမှာဖြစ်လာနိုင်တဲ့တန်ရောစဉ်ကောင်းရင်ကာမရာဂတန်ရောစဉ်ဖြစ်တယ်ကောင်းတဲ့အာယုံပေါ်မှာလောဘဖြစ်ရင်ကာမရာဂတန်ရောစဉ်ဖြစ်တယ်နော်အဲ့လိုမဟုတ်ရင်ကိုမကြိုက်တဲ့အာယုံဆိုလို့ရှိရင်ပဋိကတန်ရောစဉ်ဖြစ်တယ်မနာလိုမုန်းတိရင်အိတ်တာတန်ရောစဉ်ဖြစ်တယ်ကိုလိုသူများမဖြစ်စေခြင်းဘူးဆိုရင်မစ္စရိယတန်ရောစဉ်ဖြစ်တယ်ဒီလိုပေါ့တန်ရောစဉ်10မျိုးတဲ့အဲ့တန်ရောစဉ်တွေဖြစ်လာနိုင်တယ်အဲ့ဒါကိုဆွဲမိပြီးတော့ဖြစ်လာတဲ့တန်ရောစဉ်ဘာတန်ရောစဉ်ငါမှဖြစ်နေတယ်လေဒါသိရမယ်စဒါအပြင်နော်ယထာအကျင့်ကြောင့်အနုပ္ပန္နတမဖြစ်သေးသောတန်ရောစနတတန်ရောစဉ်ဤဥပ္ပါရောဖြစ်ပေါ်လာမှုသည်ဟောတိဖြစ်တင်စထိုဖြစ်ကြောင်းတရားကိုလည်းပဲပသနာတိသိမဖြစ်သေးတဲ့တန်ရောစဉ်တွေဘာကြောင့်ဖြစ်လာတယ်ဆိုတာကိုလည်းသိရမယ်ဘာကြောင့်ဖြစ်တယ်ဆိုတာသိရမယ်စဓမ္မတဘာယထာအကျင့်ကြောင်းကြောင့်ဥပ္ပန္နတဖြစ်ပေါ်လာပြီးတော့တန်ရောစနတတန်ရောစဉ်ကိုပါဟနံပယ်ခြင်းသည်တန်ရောစနတတန်ရောစဉ်ဤပါဟနံပျောက်ခင်းခြင်းသည်ပယ်လိုက်လို့ပျောက်သွားတာသို့မဟုတ်ဖယ်ရှားလိုက်တာတန်ရောစနတတန်ရောစဉ်ကိုပါဟနံဖယ်ရှားခြင်းသည်ဟောတိဖြစ်တင်စထိုဖယ်ရှားကြောင်းတရားကိုလည်းပဲပသနာတိသိစထုမတဘာပဟိနတဖယ်ရှားအပြီးသောတန်ရောစနတတန်ရောစဉ်ဤယထာအကျဉ်းကြောင်းကြောင့်ယထာအကျဉ်းကြောင်းကြောင့်အာယတိနောင်အခါ၌အနုပ္ပါရောပြန်၍မဖြစ်ခြင်းသည်အနုပ္ပါရောပြန်၍မဖြစ်ခြင်းသည်ဟောတိဖြစ်တင်စထိုပြန်၍မဖြစ်ကြောင်းတရားကိုလည်းပဲပသနာတိသိဒါသိရမယ့်ဟာလေးတွေကိုပြောတာနော်ဒါမြတ်စွာဘုရားဒီဒါလေးတွေသိပြီးတော့အလုံးလုံးဖို့ပဲကိုယ်ကပဲအဆင့်ဆိုသိသွားတာပေါ့နော်မျက်စိနဲ့အဆင့်ဆုံးလို့မြင်တယ်လို့ဆိုတဲ့နေရာမှာမျက်စိဆိုတဲ့ရုပ်ကိုလည်းသိရမယ်အဆင့်အာယုံရုပ်ကိုလည်းသိရမယ်ဒီကနေဆက်ဆက်ပြီးဉာဏ်တဲ့ရုပ်တွေကိုလည်းသိလို့ရတယ်သိဖို့လိုတယ်တခါအဲ့ဒီမျက်စိနဲ့အဆင့်ဆုံးပြီးခြင်းကြောင့်ကိုယ်တဏ္ဍာမှာတွေးပြီးတော့လောဘတွေဖြစ်လာလို့ရှိရင်ကာမရာဂတန်ရောစဉ်ဖြစ်တာကိုလည်းသိရမယ်အဲ့ဒီကာမရာဂတန်ရောစဉ်ကိုဘာနဲ့ဖယ်ရမယ်ဆိုတာလည်းသိတယ်ဘာနဲ့ဖယ်လိုက်ရင်နောက်ဆုံးဖယ်ခြင်းဘယ်တော့မှပြန်မဖြစ်ဘူးဆိုတာလည်းသိရမယ်အဲ့တော့ကာမရာဂတန်ရောစဉ်ကတော့အနာဂါမိမဲ့နဲ့ဖယ်နိုင်တယ်သို့တော့လောဘဆိုတာကြတော့ရတ္တမဲ့နဲ့မှဖယ်နိုင်တယ်လို့နောက်ဆုံးဆင့်ကြတော့ဒီလိုသွားတာပဋိကတန်ရောစဉ်မုန်းတီးတဲ့စိတ်ပေါ်လာတယ်မုန်းတီးတဲ့ပဋိကတန်ရောစဉ်ဆိုရင်အနာဂါမိမဲ့နဲ့နောက်ထပ်လုံးဝမဖြစ်အောင်ဖယ်နိုင်တယ်ဒီတရားတွေသိရမယ်လို့ဆိုတာနော်မြင်မှုကိစ္စလေးမှကြည့်ရှုခွက်ကလေးတွေကိုမြတ်စွာဘုရားပေးထားဒါလေးတွေကိုသိအောင်ကြိုးစားပါသိအောင်ကြိုးစားဆိုတော့ကိုယ်တဏ္ဍာမှာဘာဖြစ်တယ်လဲဖြစ်ခိုက်ပုံမှာကြည့်ပြီးသိအောင်ကြိုးစားပါဒါရလို့ရှိရင်အာရဏတွေအကုန်သိပြီနော်တထွာပြရင်တထောင်မြင်နေဆိုအဲ့ဒါဒီတထွာလေးကျန်တာတူတူပဲနော်ကျန်တာတူတူပဲဆိုချုံးပြီးတော့ပြောမယ်သောတင်စနာကိုလီပသနာတိတိဤတတိစအတန်အာယုန်တို့ကိုလည်းပသနာတိတိဤယင်းစတတုပယံပဋိစ္စစတို့ဒါအပြင်တတုပယံအဲ့ဒီနှမျိုးကိုနားနဲ့အတန်နှမျိုးကိုပဋိစ္စဆွဲမိ၍ယံတန်ရောစနံအကျဉ်တန်ရောစဉ်သည်ဥပ္ပစ္စတိဖြစ်တင်စထိုတန်ရောစဉ်ကိုလည်းပသနာတိသိဒီလိုပဲသွားရုံပဲเนาะဒီလိုပဲသွားရုံပဲနောက်တစ်ခါအောက်ကဟာကြည့်ခန္ဓင်းစပသနာတိခန္ဓေစပသနာတိ
ခါနင်းစခန္ဓာပတာရပေါ့နော်နှာခေါင်းလို့ပေးတာတော့အကုန်လုံးတတ္တံပါရကိုရည်ရွယ်ပြီးတော့နားလဲယုံပေးတာမျိုးပရမတ္ထအတန်နဲ့ပေးမယ်ဆိုရင်ခါနင်းစခန္ဓာပတာရကိုလည်းပါသနာတိတိဤခန္ဒီစအနတ်အာယုန်တို့ကိုလည်းပါသနာတိတိဤသိတယ်ဆိုတာအဲ့ဒီယုတ်တရားတွေကိုတဘာဝလက္ခဏာရှုတော့ကသိတာကိုပြောတာနော်ဒါဟာခန္ဓာပတာရယုတ်ပဲဒါကခန္ဓာယုံပဲလို့ဆိုတာဒီလိုသိရသိပညာနဲ့သိတာဆိုလို့စက္ခုပတာရယုတ်ရူပယုံသောတာပတာရယုတ်တတ္တယုံခန္ဓာပတာရယုတ်ခန္ဓာယုံမျက်စိနဲ့အစင်းနားနဲ့အသံနှာခေါင်းနဲ့အနတ်ဟာဒီလိုသွားအဲ့ဒါတွေကိုသိနောက်တစ်ပိုက်ဇီဝင်စဇီဝပတာရလျှာကိုလည်းပဲဇီဝပတာရကိုလည်းပဲလျှာဆိုတာအကုန်လုံးကိုခြုံငုံပြောတာအရသာသိတဲ့နေရာကိုဥတည်ပြီးတော့ပြောတာဇီဝင်စလျှာကိုလည်းဝါဇီဝပတာရကိုလည်းပါဇာနာတိတိရတေစရတ္တယုံတို့ကိုလည်းပါဇာနာတိတိစဒါအပြင်တတုပယံအဲ့ဒီနှမျိုးကိုပဋိစ္စဆွဲမိ၍ယံတန်ရောဇနံအကျင့်တန်ရောစဉ်သည်ဥပ္ပစ္စတိဖြစ်၏တင်စထိုတန်ရောစဉ်ကိုလည်းပါဇာနာတိတိsession number နောက်တစ်ပိုက်ကာယင်းစကာယကိုလည်းကာယပတာရကာယပတာရဆိုတာဒီကိုယ်လုံးပြန့်နှံ့ပြီးတော့တည်နေတာဘယ်နေရာကြည့်ကြည့်ထိလို့သိတဲ့နေရာတွေအလုံးကိုဆိုလို့တယ်နော်ကာယင်းစကာယပတာရကိုလည်းပါဇာနာတိတိဤဖုတ္တဗေစထိအပ်သောအာယုန်တို့ကိုလည်းပဲပါဇာနာတိတိဤဖုတ္တဗယုံဆိုတာပထဝီဆိုတဲ့မာရာပြောတာသိခြင်းသိမယ်တေဇောဆိုတာပူရာအေးတာကိုသိခြင်းမသိမယ်ဝါယောဆိုတဲ့တွန်းကန်မှုလှုပ်ရှားမှုသိခြင်းသိမယ်ဒီသုံးခုကိုဆိုလို့လေတကြီးလေးပါးတဲ့ကဒီသုံးခုကိုလို့ဆိုတာအာဝေါဆိုတာကြတော့ပထဝီကိုစုစည်းပေးထားတဲ့သဘောလေးတွေခေါ်တာမို့စုစည်းတာတို့ယူစည်းတာတို့ဒါတွေကအာဝေါဆိုတော့သူကစိတ်နဲ့သာသိရတာဖြစ်သည့်အတွက်ကြောင့်သူကဖုဒ္ဓဘာယုန်ထဲမှာမပါဘူးကိုယ်နဲ့ထိပြီးသိရတဲ့အရာမဟုတ်ဘူးလို့ဒီလိုပေါ့စဒါအပြင်တတုပယံအဲ့ဒီနှမျိုးကိုပဋိစ္စဆွဲမိ၍ယံတန်ရောဇနံကျင်တန်ရောစဉ်သည်ဥပ္ပစ္စတိဖြစ်၏တင်စထိုတန်ရောစဉ်ကိုလည်းပဲပဇာနာတိတိ၏ဟောကျန်တာတွေတူတူပဲဒီတိုင်းသွားတာအကုန်နော်နောက်ဆုံးတစ်ခုမနင်းစပဇာနာတိဓမ္မေစပဇာနာတိမနင်းစစိတ်ကိုလည်းပဇာနာတိတိ၏ဓမ္မေစစိတ်ဖြင့်သိရတဲ့စိတ်ဖြင့်သာသိနိုင်တဲ့အာယုန်တွေကိုလည်းပဲပဇာနာတိတိဓမ္မဆိုတာဘယ်ဟာတွေကိုပြောတာတုံးလို့မေးမယ်ဆိုရင်ခေါဏအစင်းအတန်အနံ့အယတာအထိအတွေ့အထက်ကဖော်ပြတဲ့၅မျိုးကလွဲတာတွေကိုဉာဏ်တွေကိုဓမ္မလို့ခေါ်ထားတာနော်ဓမ္မဆိုတဲ့အာယုန်အဲ့တော့သူ့နေရာနဲ့သူလိုက်ပြီးတော့ကြည့်ဒီဓမ္မတခါတခါဓမ္မလို့ပဲသုံးလိုက်တာဓမ္မ ानु ပဒနာပဲကြည့်သူ့နေရာနဲ့သူကြည့်ရဓမ္မဆိုတဲ့စကားလုံးကတရားမဟုတ်ဘူးသက်ရှိမဟုတ်ဘူးဇီဝမဟုတ်ဘူးအတ္တမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြလို့ရဓမ္မလို့သုံးတာတဘာဝတက်တက်တာဖြစ်တယ်ဆိုတာကိုထင်ရှားစေလို့ရဓမ္မဆိုတဲ့စကားလုံးကိုသုံးတာမနင်းစစိတ်ကိုလည်းပါဇာနာတိတိဓမ္မေစစိတ်ထဲမှာထင်လာနိုင်တဲ့အာယုန်တွေကိုလည်းပဲပါဇာနာတိတိတတုပယံစထုမတဘာတတုပယံအဲ့ဒီနှမျိုးကိုပဋိစ္စဆွဲမိ၍ယံတန်ရောဇနံအကျင့်တန်ရောစဉ်သည်ဥပ္ပစ္စတိဖြစ်တင်စထိုတန်ရောစဉ်ကိုလည်းပဲပါဇာနာတိတိဒါအာရဏနဲ့ပတ်သက်ပြီးတော့
တန်ရောစဉ်ကိုသိရအဲ့ဒီတန်ရောစဉ်ဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိရမယ်နော်စဓာအပြင်ယထာအကျဉ်ကြောင်းကြောင့်အနုပ္ပန္နတမဖြစ်သေးသောတန်ရောစနတတန်ရောစဉ်ဤဥပ္ပါရောဖြစ်လာမှုသည်ဟောတိဖြစ်တန်ဆထိုအကြောင်းကိုလည်းပါဠာတိသိမဖြစ်သေးတဲ့တန်ရောစဉ်တွေဘာကြောင့်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုလည်းသိရမယ်စဓာဖြင့်ယထာအကျဉ်ချင်းရာယထာအကျဉ်ကြောင်းကြောင့်ဥပ္ပန္နတဖြစ်လာပြီးတော့တန်ရောစနတတန်ရောစဉ်ကိုပါဟနံဖယ်ခြင်းသည်ဖယ်ရှားခြင်းသည်ဖြစ်လာသောတန်ရောစဉ်ဤပါဟနံပျောက်ကင်းခြင်းသည်ဒီလိုနှစ်ခုဟောတိဖြစ်တင်စထိုအကြောင်းကိုလည်းပဲပါဠာတိသိ၏စဓာအပြင်ယထာအကျဉ်ကြောင်းကြောင့်ပါဟနတဖယ်ရှားပြီးသောတန်ရောစနတတန်ရောစဉ်ဤအာယတိန်နောင်အခါ၌အနုပ္ပါရောမဖြစ်တော့ခြင်းသည်ဟောတိဖြစ်တင်စထိုအကြောင်းတရားကိုလည်းပါဠာတိသိ၏ဓမ္မလုပ်ငန်းကြီးတာဟုတ်သူကကုံလုံးဒီနေရာမှာတန်ရောစဉ်ကိုပယ်ရမှာမဟုတ်ဒါတွေကိုသိဖို့လိုတယ်ဒါကအာယရဏကမ္မထာကနေပြီးတော့တတိပဋ္ဌာန်နည်းရသွားတဲ့ဟာတခြားနည်းနဲ့ရောမသွားဘူးလားလို့ဆိုတန်ရုပ်ပါဠိတော်မှာသလရဏဝကတန်ရုပ်ဆိုတဲ့ပါဠိတော်ဟာဒီအာယရဏတွေနဲ့ပတ်သက်တဲ့ကမ္မထာနည်းကြီးပဲဟောတာအများကြီးပဲမြတ်စွာဘုရားဟောထားတဲ့တရားတွေကအများကြီးဒီတစ်ခုတည်းလို့မထင်နဲ့ညင်းလဲမညင်းနဲ့ဒီတနေရာတဲ့တွေ့ဒါနဲ့မညီဘူးလို့မညင်းလေနဲ့ဒါကတတိပဋ္ဌာန်မှာဒီလိုဟောပြီးမြတ်စွာဘုရားတခြားနေရာမှာတစ်မျိုးဟောတာရှိသေးတယ်နော်အဓိကအငင်းဆိုတာတော့ရှောင်းတာကောင်းတယ်ဘာလို့ညင်းတာတော့သိလားမြတ်စွာဘုရားပြောတယ်စနာဧကင်္ဂဓာတိနောညင်းတယ်ဆိုတဲ့လူဟာအကုန်မမြင်လို့ညင်းတာလေအကုန်မြင်ညင်းစရာမရှိဘူးတော့တချမ်းပဲတချမ်းနဲ့မြင်လို့ညင်းတာလေအပြည့်စုံမြင်ညင်းမှမညင်းတာကြားဘူးကြပါလိမ့်မယ်ရွှေချင်သေးစားတော့ဆိုင်နဲ့ငွေချင်သေးစားတော့ဆိုင်ဟိုဘက်ကကြည့်ရင်ရွှေရုပ်ဒီဘက်ကကြည့်ရင်ငွေနဲ့လှုပ်ထားတာအဲ့ဒါဟိုဘက်ကလာတဲ့လူကရွှေလို့ပြောတော့ဒီဘက်ကလူကလက်မခံသူ့ဘက်ကငွေဖြစ်နေတာအဲ့တော့ဟိုဘက်သွားကြည့်ရမှာမကြည့်ပဲနဲ့ရွှေငွေညင်းနေတာမျိုးတွေရှိတယ်လေဟိုတချမ်းကရွှေနဲ့လှုပ်တာဒီတချမ်းကငွေနဲ့လှုပ်တာရွှေရောင်ငွေရောင်နဲ့လှုပ်တာအဲ့ဒါတချမ်းမြင်လို့ညင်းတာကိုဟိုဘက်သွားကြည့်တော့သူညင်းစရာမရှိတော့စင်ကိုစမ်းနဲ့မျက်မမြင်နေလဲတူတူပဲလေစင်တကောင်လုံးကိုသူတို့စမ်းခိုင်းတာမဟုတ်ပဲခြေတော့စမ်းလိုက်အမြင့်စမ်းလိုက်နှရွက်စမ်းလိုက်အဆွဲစမ်းလိုက်နေဆိုစင်တကောင်လုံးမှာသူတို့သိတာတခုတည်းဆိုညင်းကြတယ်လေသူတို့လဲအမြတ်စွာဘုရားဟောတဲ့တရားတော်ထဲမှာပါတယ်နာနာဒိဋ္ဌိယသုတ်ဆိုတာနာနာဒိဋ္ဌိယသုတ်ဆိုတာမြတ်စွာဘုရားဟောတယ်စနာဧကင်္ဂဓာတိနောတဲ့တစိတ်တသေးသားလေးမြင်ပြီးတော့ညင်းနေကြတာပါတဲ့အကုန်လုံးမြင်ညင်းကြမှာမရှိတာတဲ့တော့ဒီလိုဆိုလို့ဒါဒီမှာမဟာသတိပဋ္ဌာန်တုတ်မှာမြတ်စွာဘုရားအရေးကြီးတဲ့တန်ရောစဉ်တွေကိုပယ်ဖို့ရအတွက်ဘာလို့လဲဆိုရင်မြင်ပြီးတန်ရောစဉ်ဖြစ်တယ်ကြားပြီးတော့တန်ရောစဉ်ဖြစ်တယ်လောကလူတွေကတန်ရောစဉ်ဖြစ်တာဒါတွေနဲ့ဆက်ဆက်နေတာအဲ့ဒါကြောင့်မို့လို့ဒီပေါ်မှာတန်ရောစဉ်တွေဖြစ်လာလို့ရှင်ဖယ်ရှားနိုင်ဖို့ဒီကမ္မထာကိုပေးတယ်ဒီလိုဆိုတာပေါ့နော်နောက်နံပါတ်3ကိုသွားရနံပါတ်4ဘုဇင်ကစာမျက်နှာ39ကျန်တာတွေက repetition တွေပါဒီတိုင်းပဲသွားရမှာနော် repetition တွေပဲ19ကိုသွားလိုက်မယ်ဆိုရင်ဘုဇင်ကပပဆိုတွေ့တယ်နံပါတ်14ပိုက်နံပါတ်14ပုဏ္ဏစပရံဘိက္ခဝေဘိက္ခုဓမ္မေတုဓမ္မနုပတ္တိဝိဟရတိတတ္တတုဘုဇင်ကေတုအဲတတ္တတုဘုဇင်ကေတုကဒါထူးလာတယ်ကျန်တာမထူးတတ္တတု9မျိုးကုန်သောဘုဇင်ကေတုဘုဇင်ဟုစွာကုန်သော
မြန်မာဘိုးစင်ကားကိုဘိုးစင်ကားလို့ပဲခေါ်လိုက်တော့အဓိပ္ပာယ်ပြန်တာမဟုတ်ဘူးစကားလုံးတစ်လုံးသုံးလိုက်တဲ့အဓိပ္ပာယ်ပဲရတယ်အဲ့တော့ဒီစကားလုံးကိုအဓိကထားပြီးမှတ်ဖို့လိုတယ်ဘိုးစင်ကားကို body အင်္ဂါလို့ပုတ်ခွဲထား body အင်္ဂါ body အင်္ဂါကနေ body အင်္ဂါတက္ကတလို့ဆိုရင် body အင်္ဂါ body အင်္ဂါနေပါဠိကျတော့ဘုဇင်္ဂါဖြစ်သွားတယ်နော်ပြောင်းလဲပြီးတော့သွားတာ body အင်္ဂါအနေပြီးတော့ပြောင်းပုံလေးကိုပြောပြမယ် body အင်္ဂါဆိုတာနော်ငါက body နဲ့အင်္ဂါဒါသူ့မူရင်းစကားလုံးနှလုံးက body နဲ့အင်္ဂါဒီနှစ်ခုတွဲလိုက်တာတွဲလိုက်တဲ့အခါ body အင်္ဂါလို့မဖတ်တော့ဘဲနဲ့ဘယ်လိုဖတ်လာတော့ဆို body က e လေးက e လေးကိုရအဖြစ်ပြောင်းလိုက်တယ် e နဲ့ရနဲ့နီးစပ်လို့ e နဲ့ရကိုပြောင်းလိုက်တဲ့အခါကျဘောဓင်္ဂလို့ဖြစ်သွားတယ်ဘောဓယင်္ဂလို့ဖြစ်သွားတယ်ဘောဓင်္ဂနော် e ပြောင်းသွားပြီ e မရှိဘူး e အစာရပင်းလေးရောက်တော့ဘောဓယင်္ဂလို့ဖြစ်လိုက်အဲ့ဒီရဆိုတာလေးကိုတခါဇာတန်နဲ့ပြောင်းလိုက်တဲ့အခါကျတော့ဘောဇင်္ဂဖြစ်သွားရောအဲ့လိုပြောင်းထားတာဒါဘာလို့ပြောင်းတာတော့ဆိုတော့လူတွေရဲ့နှုတ်တွေရှာတွေကနေပြောင်းလာတာဒီလိုပြောင်းလာတာပဲစကားလုံးဆိုတော့ပါဠိစာပေမှာလည်းပဲဒီလိုပြောင်းလဲလာတာလေးတွေမူရင်းစကားကိုပြန်ဖော်ရတယ် body အင်္ဂါကဲ body ဆိုတာဘာသူပြောတာတော့လို့မေးမယ်ဆိုရင် body ဆိုတာဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကို body လို့ခေါ်တယ် body ပင်လို့လည်းသွားအောင်မေ့မနေနဲ့ဦးဒီနေရာမှာ body ဆိုတာဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ် body လို့ခေါ်တယ်ထူးခြားတဲ့အသိဉာဏ်တွေရဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်သို့မဟုတ်အရတ္တဝိပဿကဥရိယပြဉာဏ်အဆင့်လောက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုးရှေ့ပိုင်းလောက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုး body လို့ခေါ်တယ်အင်္ဂါဆိုတာသူ့ရဲ့အထောက်အကူများလို့ဒီလိုဆိုလို့တယ်ဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်သိဝရအတွက်အထောက်အကူတွေလို့အင်္ဂါဆိုတာအစိပ်ပိုင်းတွေအထောက်အကူတွေအဲဒီစကားလုံးနှလုံးကိုပေါင်းစပ်လိုက်တဲ့အခါဘုဇင်္ဂါလို့ဖြစ်သွားတာဒါကအဓိပ္ပာယ်တစ်ခု body ဆိုတာကမ္မဋ္ဌာန်းအထုတ်နေသူကိုဘာလို့ body လို့ခေါ်တာတော့ဆိုဘုဇ္ဇတိတိ body သိနေတယ်သိအောင်လုပ်တယ်သူများမသိသေးတာ तू သိနေပြီဟောသိနေတဲ့ပုဂ္ဂိုလ်အသိဉာဏ်ရှိသူလို့ဒီလိုအဓိပ္ပာယ်ရတယ်သူ့အတွက်ဒါတွေအထောက်အကူပဲအသိဉာဏ်တွေတိုးတက်လာဖို့အတွက်ထောက်ကူဖြစ်တယ်လို့ဟောဒီအဓိပ္ပာယ်နဲ့ body အဲ့ဒီ body ရဲ့အင်္ဂါရပ်တွေလို့ဆိုလို့တယ်အထောက်အကူပစ္စည်းတွေကဲနောက်တစ်ခုအဓိပ္ပာယ်က body ဆိုတာဘာခေါ်တာတုံးဆိုဒီတတိတို့ဓမ္မဝိဆယဝိရိယပိတိပတ္တိသမာဓိဧကဂတလို့ဆိုရဲသမာဓိဥပိ္ပခာလို့ဆိုရဲဒီတရား9ပါးဒီတရား9ပါးရဲ့အစုအဝေးကို body လို့ခေါ်တယ်ဒါကြတော့ဒီတရားအစုကို body လို့ခေါ်တယ် body ဆိုရဲ body ရဲ့အဓိပ္ပာယ်ကတိထက်သောတရားတွေခုနကပုဂ္ဂိုလ်ကောက်တာခုကတရားကောက်တာ body ဆိုတာတိတတ်တဲ့တရားတွေတိတတ်တဲ့တရားတွေရဲ့အပေါင်းအစုသူတို့တညီတည်းရှိနေမှသိမှုဆိုတာဖြစ်မှာတော့တိတတ်တဲ့တရားတွေဆိုပါစို့မက္ခင်ကဆိုတဲ့စကားလုံးနဲ့နှိုင်းယှဉ်ကြည့်မက္ခဆိုတာဘယ်သူခေါ်တာတုံးဆိုတမ္မာဒိဋ္ဌိကနေပြီးတမ္မာသမာဓိအထိဒီရှစ်ခုရဲ့အပေါင်း unity of 8နော်မက္ခဆိုတာ unity of 8ခါလေကျတော့အင်္ဂလိပ်လိုပြောတာအင်္ဂလိပ်တတ်တဲ့လူကျတော့ဒီဟာပို့ပြီးတော့လွယ်သွားအောင်လို့ပြောပြတာနော် unity of 8အင်္ဂလိပ်စကားမတတ်တဲ့လူကတော့နားရှုပ်တယ်တဲ့အဲ့တော့နားရှုပ်ရင်ပိတ်ထားပါနော်ဟိုနားရှုပ်ရင်မရှုပ်တဲ့လူထောင်ပါလေဒါရှိတော့နော်ငယ်တော့စာဖတ်တဲ့ထဲပဲတတိယလို့ပေါ့စာဖတ်တော့အဲ့ပဲသတင်းစာပေးစာတစ်စောင်လေးရှိတယ်အင်္ဂလိပ်လိုရေးထားတယ်မှာသတင်းစာအဲ့မှာပေးစာတစ်စောင်တယောက်ကဘယ်လိုပြောတော့ဆိုသတင်းကြေညာနေတဲ့နေရာမှာတဲ့ဒီ
သတင်းကျင်ညာတဲ့နေရာမှာတဲ့ကျင်ညာတဲ့လူကိုရုပ်ကျင်ညာတဲ့လူရဲ့ရုပ်ပုံကိုပြဖို့လိုသလားတဲ့သတင်းမဲ့သိကျင်တာတဲ့သူရုပ်ကြီးမကြည့်ချင်ဘူးတဲ့သတင်းမဲ့နားထောင်ကျင်တယ်ပေါ့လေအခုတော့သူရုပ်ကြီးကြည့်နေရတယ်တဲ့အဲအကြောင်းမို့လို့သတင်းကျင်ညာတဲ့အခါမှာလူရုပ်ပုံမထည့်ပါနဲ့ပေါ့ကျင်ညာတဲ့လူကိုမထည့်ပါနဲ့ပေါ့အတန်မဲ့သူကြားချင်ပါတယ်တယောက်ကအဲ့လိုရေးတော့နောက်တယောက်ကပြန်ရေးတယ်ခင်ဗျားကကိုတယောက်တည်းအတွက်တင်မကြည့်နဲ့တဲ့တချို့ကဒီနားမကြားတဲ့လူတွေရှိတယ်တဲ့သူ့ရဲ့လှုပ်ရှားမှုကိုကြည့်ပြီးတော့နားမကြားတဲ့လူတွေကနားထောင်အားတာတဲ့ခင်ဗျားမကြည့်ချင်ဘူးဆိုမျက်စိမိတ်ထားပေါ့တဲ့ဟုတ်တယ်မကြည့်ချင်မိတ်ထားလိုက်တော့သတင်းစာထဲမှာအပြန်လည်ရေးကြတာပေါ့အက်ဒီတာထံပေးစာထဲမှာအပြန်လည်ရေးတာလေးကိုပြောပြတာတတိယလို့အဲ့တိုင်းပဲခုလည်းမကြားခြင်းနားပိတ်တာအကျိုးရှိတဲ့လူတွေအတွက်အကျိုးရှိအောင်မက်ခင်ကားဆိုတာမက်ခါဆိုတာ unity of 8ကိုခေါ်တာ8ခုအပေါင်းကိုပြောတာဒီမှာလဲ body ကလည်း9ခုအပေါင်းကိုပြောတယ်လို့တွက်မှတ်ဖို့ဒါမှမှတ်မိတာဇာနာဆိုတာဝိတ္တစသည်5ခုရဲ့အပေါင်းကိုခေါ်တာအဲ့ဒီရဲ့အင်္ဂါရက်တစ်ခုစီတစ်ခုစီကြတော့အင်္ဂါလို့ခေါ်တယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဘုစင်္ဂါဆိုတဲ့ဟာ body ဆိုတာဒီ9ခုရဲ့အစုအဝေးအပေါင်း unity of 7ကို body လို့ခေါ်တယ်အဲ့ဒီ body ထဲမှာပါတဲ့အစိတ်အပိုင်းတွေကြတော့ဘုစင်္ဂါလို့ဒီလိုခေါ်တာတစ်ခုစီတစ်ခုစီဟောဒါဆိုရှင်းရောနော် body ဆိုတာကမ္မထာထုတ်နေတဲ့ပုဂ္ဂိုလ်လည်း body လို့ခေါ်တယ်နောက်ဒီတရား9ခုအပေါင်းကိုလည်း body လို့ခေါ်တယ်အင်္ဂါဆိုတာကမ္မထာထုတ်နေတဲ့ပုဂ္ဂိုလ်အတွက်အထောက်အကူဖြစ်တဲ့အချက်9ချက်ဒါလို့ဆိုလို့တယ်ဒီမှာကျတော့အင်္ဂါဆိုတာအဲ့ဒီ9ချက်ထဲမှာပါဝင်တဲ့အစိတ်အပိုင်းတွေကိုဆိုလို့တယ်ဒါရှင်းရှင်းလေးလူဆိုတာဘာတွေပေါင်းထားခေါင်းရည်ခြေရည်လက်ရည်ဘက်ရည်အကုန်ပေါင်းထားတာဒါမှလူခေါ်တာလေခေါင်းနဲ့သွားတွေ့ရင်လူလို့ဘယ်သူမှပြောဘူးခေါင်းပြကြီးလို့ပဲပြောမှာပဲနော်လူခေါင်းကြီးလို့ပဲပြောမှာပဲအဲ့တော့အကုန်လုံးဆက်ဆက်ထားရင်လူလို့ခေါ်တယ်ဒီမှာလဲအားလုံးဆက်ဆက်ထားရင် body လို့ခေါ်တယ်အစိတ်ပိုင်းတစ်ခုစီကျတော့ body လို့မခေါ်ဘူးဒီလိုပြောတာပေါ့နော်ဘုစင်္ဂါကဲဒါဘောစင်္ဂါရဲ့အဓိပ္ပာယ်ရှင်းပြီဘုစင်9မျိုးဘုစင်္ဂါတရား9မျိုးကိုမှတ်ဖို့လိုတယ်ဘုဇင်္ဂတရား9မျိုးကဘာတွေတုံးတတိတံဘုဇင်္ဂဘုဇင်္ဂအတူတူပဲတတိဒီတတိလေးရလည်းပဲဒီဘုဇင်္ဂခုနက9ခုထဲမှာပါဝင်တဲ့ body ထဲမှာပါဝင်တဲ့အရာတစ်ခု body လို့ခေါ်တဲ့တရား9ခုထဲမှာပါဝင်တဲ့အချက်တစ်ချက်ပဲသို့မဟုတ် body ဆိုတဲ့ပုဂ္ဂိုလ်အတွက်အထောက်အကူပစ္စည်းတစ်ခုဟောထောက်ကူတစ်ခုလို့ဆိုလို့တယ်ဓမ္မဝိစေယဆိုတာဓမ္မကိုစူးစမ်းခြင်းပညာကိုပြောတာဓမ္မကိုစူးစမ်းဆင်ခြင်သောပညာဓမ္မဝိစေယဆိုတာဓမ္မကိုစူးစမ်းဆင်ခြင်သောပညာအဲ့ဒီပညာဟာလည်းပဲဘောဓိရဲ့အင်္ဂါရပ်တစ်ခုပဲနောက်တစ်ခုကဝီရိယဆိုတာတော့အထူးပြောကြမလို့ပေါ့ပမာစကားလို့ဖြစ်နေပဲเนาะကြိုးစားအထောက်မှုဆိုတာဒီနေရာဘာတွေတော့ဆိုလိုတာတော့မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရအောင်စိုးပိတ်ဖို့အားထုတ်တယ်ဖြစ်လာတဲ့အကုသိုလ်ကိုဖယ်ရှားဖို့အားထုတ်တယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လောင်အားထုတ်တယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးလောင်အားထုတ်တယ်ဆိုတဲ့အဲ့ဒီအားထုတ်မှု၄ရပ်ကိုဝိရိယလို့ခေါ်တယ်သမ္မပဒံတရား၄ပါးတူတူပဲဟိုကသမ္မာဝါယာမနဲ့တူတူပဲလို့မှတ်နောက်ပီတိကလည်းအထူးပြောစရာမလိုဘူးเนาะတရားဓမ္မနဲ့ပတ်သက်ပြီးဖြစ်တဲ့ပီတိဒီနေရာမှာအသိဉာဏ်နဲ့ပတ်သက်ပြီးမသိတာလေးတွေသိလာစိတ်ထဲမှာကျေနပ်တဲ့ပီတိဖြစ်တဲ့အဲ့ဒီပီတိမျိုးတရားဓုတွေ့လာလို့ပီတိဖြစ်တာမျိုးဓမ္မပီတိပေါ့နိက္ခမနေတိတလို့ခေါ်တယ်ဒါနိက္ခမနောက်တစ်ခါပတ္တတိဆိုတော့ကိုယ်နဲ့စိတ်ငြိမ်းချမ်းမှုသင်္ကြန်ထဲမှာသာကာပတ္တတိစိတ်တပတ္တတိခွဲပြောတာ
သုတ္တပါဠိတော်တွေရောက်ရင်တခုတည်းလို့ပဲပြောလိုက်တယ်ပတ္တတိကာပတ္တတိပဲဖြစ်ဖြစ်စိတ်တပတ္တတိပဲဖြစ်သည်ကိလေသာတွေကိုဖယ်ရှားလိုက်လို့ငြိမ်းချမ်းလာတဲ့အနေအထားတစ်ခုငြိမ်းချမ်းခြင်းပတ္တတိတမာတိဆိုတာတန်ကောင်းစွာအာဓိစိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာထားတာတဲ့သို့မဟုတ်တန်စုဆောင်စုစည်းပြီးတော့အာယုန်နေစိတ်တွေဟာဟိုအာယုန်ဒီအာယုန်ရောက်မသွားပဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာစုဆောင်ပြီးတော့စုစည်းပြီးတော့ထားတာတမာတိတည်ကြည်မှုလို့ဆိုလိုတယ်ဥပိ္ပခာဆိုတာ equanimity ဒါကြတော့ equanimity ဆိုတာသဘာဝတရားတွေပုံမှန်တညီတဲ့ဖြစ်ပေါ်နေအောင်ထိန်းညှိပေးတဲ့သဘောနော်ထိန်းညှိပြီးတော့အလုပ်ကိုတူညီစွာအလုပ်လုပ်နေတဲ့သဘောတတ္တရမစ္ဆတတ္တာခေါ်တယ်အလဲအလတ်မှာတည်ရှိနေမှုဆိုတော့ဝိရိယကလည်းလွန်မသွားဘူးတမာတိကလည်းလွန်မသွားဘူးဝိရိယနဲ့တမာတိညှိထားတယ်ဝိရိယနဲ့တမာတိညှိထားတယ်အဲ့ဒါလို့ညှိထားတဲ့အညှိဟာဘယ်သူကညှိပေးတာတော့ဆိုဒီဥပေက္ခညှိပေးတာလိလျူရှုတာမဟုတ်ဘူးညှိပေးတာမညှိရင်တစားထောင်တစားလဲဖြစ်နေမှာဒါကိုညှိပေးတယ်ဒါကဥပေက္ခတန်ဖိုးစဉ်ခါဆိုပေါင်းလိုက်တော့ဒါဘုဇင်9ပါးဖြစ်သွားတယ်နော်ကဲအဲ့တော့ဒီဘုဇင်9ပါးကိုဘယ်အချက်တွေနဲ့ပတ်သက်ပြီးသိရမှာလဲလို့ဆိုတာလေးကိုပြောပုဏ္ဏစပရံဘိက္ခဝေဘိက္ခုဓမ္မေတုဓမ္မာနုပတိဝိဟရတိတတ္တတုဘုဇင်ကေတုကထင်းစပနဘိက္ခဝေဘိက္ခုဓမ္မေတုဓမ္မာနုပတိဝိဟရတိတတ္တတုဘုဇင်ကေတုဘိက္ခဝေယံတို့ပုဏ္ဏစပရံတဖန်နောက်တစ်မျိုးဓမ္မာနုပဒနာရှုပုံကိုပြရဥအံဘိက္ခုယံသည်တတ္တတုဘုဇင်ကေတုဘုဇင်9ပါးဟုစွာကုန်သောဓမ္မေတုဓမ္မတို့၌ဓမ္မာနုပတိဓမ္မဟုရှုသည်ဖြစ်ပြီးဝေတိနေဤဘုဇင်9ပါးကိုရှုတဲ့ဒီဘုဇင်9ပါးလောကီနဲ့ပဲသက်ဆိုင်ရဝိပဿနာရှုလို့ရတဲ့ဟာအနေထားတစ်ခုပြောတာကထင်းစပနဘိက္ခွေဘိက္ခုဘိက္ခွေယံတို့ကထင်းစပနဘယ်သို့လင်တတ္တတု9ပါးကုန်သောဘုဇင်ခေတုဘုဇင်ဟုစွာကုန်သောဓမ္မေတုတရားတို့၌ဘိက္ခုယဟန်သည်ဓမ္မာနုပတိဓမ္မဟုရှုသည်ဖြစ်ဝိရတိနေသနီဘယ်လိုနေတာလဲဆိုဣရဘိက္ခွေဘိက္ခုတန္တံဝါအစ္ဆတံတတိတံဘုဇင်ကံအဋ္ဌိမေအစ္ဆတံတတိတံဘုဇင်ငောတိပသနာတိတချောင်းပိုက်နော်တချောင်းပိုက်လေးထည့်ရပသနာတိတခုဆုံးတာနောက်တစ်ခုအတန္တံဝါအစ္ဆတံတတိတံဘုဇင်ကံနတ္ထိမေအစ္ဆတံတတိတံဘုဇင်ငောတိပသနာတိတချောင်းပိုက်ယထာစအနုပ္ပန္နတတတိတံဘုဇင်္ဂတဥပ္ပါရောဟောတိတင်စပါဇာနာတိတချောင်းပိုက်ယထာစဥပ္ပန္နတတတိတံဘုဇင်္ဂတဘာဝနာယပါရိပူရိဟောတိတင်စပါဇာနာတိအလုံး၅ချက်ဒါလေးကိုကြည့်ဖို့ပဲကျန်တာတူတူပဲနော်ကျန်တာတူတူပဲတူတူပဲဆိုတော့ထိုနည်း၎င်းနဲ့ပဲသွားမှာဖြစ်ပါနော်ပြန်ဖတ်ကြည့်ပေါ့နော်ကဲအဲ့တော့အဖြေပေးတဲ့အခါကျဘယ်လိုဘိက္ခဝေယံတို့ဣဒဤသာသနာတော်၌ဘိက္ခုယံသည်တန်တံအစ္ဆတံမိမိတန်တံ၌တန်တံထင်ရှားရှိသောတတိတံဘုဇင်ကံတတိတံဘုဇင်ကိုမေငါဤအစ္ဆတံအစ္ဆတတဏ္ဍမှာတတိတံဘုဇင်ကိုတတိတံဘုဇင်သည်အဋ္ဌိရှိဣတိဤသို့ပသနာတိတိအတ္တန္တဝအစ္ဆတံ
အစ္ဆဒံမိမိတဏ္ဍာ၌အတ္တတံထင်ရှားမရှိသောတတိတံမိုးစင်ကံဝါတတိတံမိုးစင်ကိုလည်းမေငါဤအစ္ဆဒံအစ္ဆဒတဏ္ဍာ၌တတိတံမိုးစင်ကိုတတိတံမိုးစင်သည်နတ္ထိမရှိဣတိဤသို့ပသနာတိတိစထအပြင်ယထာအကျဉ်းကြောင်းကြောင့်အနုပ္ပန္နတမဖြစ်သေးသောတတိတံမိုးစင်ကတတိတံမိုးစင်ဤဥပ္ပါရောဖြစ်ပေါ်လာခြင်းသည်ဟောတိဖြစ်၏တင်စထိုအကြောင်းတရားကိုလည်းပါဇာနာတိသိ၏စထအပြင်ယထာအကျဉ်းကြောင်းကြောင့်ဥပ္ပန္နတဖြစ်လာပြီးသောတတိတံမိုးစင်ကတတိတံမိုးစင်ဤဘာဝနာယပါရိပုရိတတိတံမိုးစင်ကဘာဝနာယပါရိပုရိဘာဝနာယဖြစ်စေပွားစေသောဘာဝနာဖြင့်ပါရိပုရိပြည့်စုံမှုသည်ဟောတိဖြစ်၏ဘယ်လိုပွားရင်တတိတံမိုးစင်ဟာပြည့်စုံသွားမလဲဘယ်အကြောင်းကြောင့်တတိတံမိုးစင်ဟာပြည့်စုံသွားမလဲတတိတံမိုးစင်ဖြစ်ပွားမှုဟာဘယ်မှာပြည့်စုံသွားမလဲဆိုရယ်ဘာဝနာယပါရိပုရိနော်ဘာဝနာဖြင့်ပါရိပုရိပြည့်စုံမှုသည်ဟောတိဖြစ်၏တေသထိုပြည့်စုံကြောင်းကိုလည်းပဇာနာတိသိ၏ဟောဘုဇင်တစ်ခုတစ်ခုမှသိရမှာကိုယ်တဏ္ဍာမှာဒီဘုဇင်ရှိသလားတစ်ချက်သိရမရှိဘူးလားသိရမရှိသေးရင်မဖြစ်သေးတဲ့ဘုဇင်ကဘယ်လိုဖြစ်လာမလဲဘာကြောင့်ဖြစ်လာသလဲဒါသိရဖြစ်ပြီးသားဘုဇင်တရားတွေဘယ်လိုတိုးအောင်လုပ်ရမလဲဒါကြတော့ဖယ်ရမယ့်ဟာမဟုတ်ဘူးเนาะဒါကြောင့်မလို့ဘယ်လိုတိုးအောင်လုပ်ရမလဲဘယ်လိုလုပ်မှပြည့်စုံမလဲဘာဝနာနီးလန်းနဲ့ဒီဘုဇင်တရားတွေကိုယ်တဏ္ဍာမှာဘယ်ပုံပြည့်စုံလာမလဲဆိုဒီအချက်တွေကိုသိအောင်လုပ်ရမယ်လို့ဆိုတော့ဟောအလုံး၄ချက်ပေါ့နော်၄ချက်ဘုဇင်နဲ့ပတ်သက်တဲ့အချက်၄ချက်ဒါကိုသိအောင်လုပ်ဖို့အဲ့တော့တတိတံမိုးစင်ကိုယ်တဏ္ဍာမှာရှိသလားလည်းသိရမယ်မရှိဘူးလားလည်းသိရမယ်နော်မရှိဘူးလားလည်းသိရမယ်မရှိဘူးဆိုလို့ရှိရင်မဖြစ်သေးတဲ့ဘုဇင်ဘယ်လိုဖြစ်အောင်လုပ်ရမလဲသိရမယ်ဖြစ်ပြီးသားဘုဇင်ဘယ်လိုတိုးအောင်လုပ်ရမလဲသိရမယ်ဟောဒီအချက်၄ချက်ပဲဒါကိုဆိုလိုတာပေါ့တတိတံမိုးစင်ကိုပွားများအားထုတ်ရမယ်ဆိုတဲ့အထက်မှာအချက်တွေမျိုးကြီးပြထားတယ်ဒီတက္ကရာမှာတော့ဒါတွေအကျယ်ရေးထားတယ်ပေါ့နော်အဲ့ဒီအကျယ်တွေကလည်းတော်တော်ကျယ်တယ်သူက2ရက်3ရက်လောက်ဖြစ်သွားမှာဆိုလို့အဲ့ဒီဒီအကျဉ်းချုပ်လေးကိုသိအောင်လုပ်ထားပြီးတော့အကျဉ်းပြောမယ်ဆိုရင်ဒီပေါင်းသင်းဆက်ဆံရေးကနေစပြီးတော့တတိတံမိုးစင်ဖြစ်ဖို့အတွက်တဲ့မေ့ရတဲ့လူနဲ့မပေါင်းနဲ့တဲ့အဲ့ဒါစပါတယ်အမေကူးသွားမဆိုလို့မေ့ရတဲ့လူနဲ့မပေါင်းနဲ့ရပါသေးတယ်အကုန်လုံးပဲဓမ္မဝိဇ္ဇာတံမိုးစင်ဆိုရင်အဲ့ဒီပညာမဲ့တဲ့လူနဲ့မပေါင်းနဲ့ဝိရိယတံမိုးစင်ဆိုရင်ပြင်းတဲ့ကောင်နဲ့မပေါင်းနဲ့ဆိုတာရောပါတယ်အကုန်လုံးဒါဥပနိဒေယပစ္စည်းလေးပြင်းတဲ့လူနဲ့ပေါင်းရင်ကိုယ်လည်းပြင်းသွားတတ်တယ်အဲ့ဒီဟာတွေကစအကုန်ပါတယ်နော်အဲ့ဒါတွေကစပြီးအကုန်ပါတယ်အဲ့တော့ဒီဘုဇင်9ပါးထဲမှာမှတ်သားစရာကောင်းတဲ့အချက်ကလေးတွေကတော့ဘာတုံးဆိုလို့ရှိရင်တတိတံမိုးစင်ကနေပြီးတော့ထိမ့်ချုပ်ထားချိန်ခွင်လေးကိုဥပမာကြည့်လိုက်ချိန်ခွင်လေးကဘယ်သူကထိမ့်ထားလဲလို့ဆိုအလဲကောင်ကဘ ਹੁ တန်လေးနဲ့ရှာကလေးရှိတယ်မဟုတ်လားအဲ့ဒါလေးကိုတဲ့တဲ့မတ်မတ်ထားလိုက်ထားပြီးတဲ့အခါမှာဟိုဘက်မှာချိန်ခွင်တစ်ခွက်ဒီဘက်မှာချိန်ခွင်တစ်ခွက်ဟိုဘက်ဆောင်းရင်ရှာကားထုတ်ပြတယ်ဒီဘက်ဆောင်းရင်လည်းရှာကားထုတ်ပြလိမ့်မယ်ဆောင်းနေတယ်မညီဘူးဟိုဘက်ကလေးနေတယ်ဒီဘက်ကပေါ့နေတယ်ဆိုတော့ရှာထုတ်ပြအဲ့ဒီမှာဘယ်သူကထိန်းလို့ဆိုတတိဆိုတဲ့ရှာလေးကနေပြောနေတာထိန်းနေတာရှာလေးကတတိနဲ့တူတယ်ပေါ့အဲ့ဒီမှာဟိုဘက်ဒီဘက်ဆိုတဲ့နေရာမှာဓမ္မဝိဇ္ဇာတို့ဝီရိယတို့ပီတိတို့ဆိုတာလှုပ်ရှားတဲ့တန်ဖိုးစင်တွေနော်စိတ်ဓာတ်ကြနေတဲ့အချိန်မှာဆိုရင်အဲ့ဒီဓမ္မဝိဇ္ဇာတို့ပီတိတို့ဝီရိယတို့ကလိုအပ်တယ်သူတို့နဲ့လောက်ရမယ်စိတ်ဓာတ်ကယောနေနေတယ်ဆိုရင်အဲ့ဒါနဲ့လောက်ရမယ်တခါနောက်တစ်အုပ်စုကပတ္တတိတမာတိဥပေက္ခဆိုတာငြိမ်သက်တဲ့ဘုဇင်၃ခုအဲ့ဒီငြိမ်သက်တဲ့ဘုဇင်က
လှုပ်ရှားနေတယ်ဆိုရင်သူနဲ့ပြန်ညှိဟိုဘက်ကအလေးသာနေတယ်ဆိုရင်လှုပ်ရှားမှုတွေများနေရင်သူနဲ့ပြန်ညှိနော်သူတို့များနေပြန်လို့ရှိရင်ရှစ်သုံးခုနဲ့ပြန်ညှိဘယ်သူကညှိပေတုံတတိယညှိပေတာချိန်ဝင်လို့ပဲတတိယနေညှိပေနေတာအဲ့ဒါပဲမှာဟောထားတာတော့ဆိုတန်ရုပ်ပါဠိတော်ထဲမှာဘုဇင်ကတန်ရုပ်အခိတုတ်ဆိုတာရှိတယ်သူကတော့မီးနဲ့ဥပမာပေးထားတယ်ပရိဆရာတွေသုံးတဲ့မီးနဲ့ဥပမာပေးထားတယ်မြတ်စွာဘုရားသို့တော့ချိန်ဝင်နဲ့ဆိုလို့ရှိရင်ချိန်ဝင်ကလူတိုင်းမြင်မှုတော့အဲချိန်ဝင်နဲ့ကြည့်မယ်ဆိုရင်အဲ့ဒါပဲနော်ဟိုဘက်ကလေးသွားရင်ဟိုဘက်ကိုလေးသွားမှပြတယ်ဒီဘက်ကလေးသွားရင်ဒီဘက်ကိုလေးမှပြတယ်အဲ့ဒီနှစ်ခုကိုအညီမျှဖြစ်အောင်ထိန်းချောင်းပေးရမယ်ဘယ်သူကထိန်းချောင်းတော့တတိယထိန်းချောင်းတယ်လို့ဆိုလို့တယ်အဲ့ဒီလို့ဆိုရင်ဘုဇင်9ပါးဟာတညီတဲ့အလုံးလုံးသွားခြင်းကြောင့်သူကတညီတဲ့အလုံးလုံးခြင်းကြောင့်အမှန်တရားကိုသိတယ်ဆိုတဲ့အချက်ကိုရှိပါတယ်ဖြစ်စေပါတယ်လို့ဒီလိုဆိုတယ်ကဲဒါဘုဇင်9ပါးကိုဆက်ပြီးဖတ်လို့ရှိရင်နားလဲတော့နော်ဒီနားပဲရရ